ရွှေပြည်ကြီးရဲ့နန်းတော်ဟာခဏထည်ဝါပြီးအပြင်ဘက်ကကြည့်ရင်အေးချမ်းသာယာပုံထင်ရပေမဲ့အတွင်းမှာတော့မမြင်ရတဲ့လျှို့ဝှက်ချက်တွေသွေးစွန်းတဲ့သမိုင်းတွေနဲ့ပြည့်နှက်နေပါတယ်ဒီဇလန်းရဲ့အဓိကဇာတ်ကောင်ကတော့မေခမီဖြစ်ပါတယ်သူမဟာနန်းတော်ရဲ့အနောက်ဘက်ဥယျာဉ်မှူးရဲ့သမီးဖြစ်ပြီးနေ့စဉ်နန်းတွင်ဥယျာဉ်ကိုပြုစုရင်းဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်နေပါတယ်တနေ့မှာတော့သူမဟာဥယျာဉ်အတွင်းကရှေးဟောင်းကျောက်တိုင်တစ်ခုအောက်မှာလှုပ်ဝက်တဲ့မြေအိုးတစ်လုံးကိုတွေ့ရှိလိုက်ပါတယ်အဲ့ဒီမြေအိုးထဲမှာမီးခိုးရောင်ပိတ်ချောနဲ့ရစ်ထားတဲ့စာရွက်တစ်ရွက်ပါဝင်နေပြီးအဲ့ဒီစာရွက်မှာတထေးကြီးရဲ့အသက်ကိုကယ်ဖို့အချိန်မရှိတော့ဘူးဆိုတဲ့စာသားတို့တစ်ခုရေးထားပါတယ်မေခမီဟာဒီလျှို့ဝှက်စာကိုဖတ်မိပြီးနောက်နန်းတော်ရဲ့အတိတ်ကဖုံးကွယ်ထားတဲ့အဖြစ်အပျက်တွေကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာနန်းတွင်းကအဆောင်တွေသတိမထားမိအောင်လျှို့ဝှက်စုံစမ်းရင်းတဖြည်းဖြည်းဖုံးကွယ်ထားတဲ့အဖြစ်အပျက်တွေကိုရှာဖွေတွေ့ရှိလာပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကနန်းတော်ရဲ့မိဖုရားဖြစ်သူစုမြတ်ဟာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီးဘယ်သူမှသူမအကြောင်းပြောဆိုခြင်းဟန်မရှိပါဘူး။နန်းတော်ရဲ့အနောက်မြောက်ထောင်မှာတကားပိတ်ထားတဲ့အခန်းတစ်ခန်းရှိပြီးအဲ့ဒီအခန်းထဲမှာမိဖုရားစုမြတ်ရဲ့နာမည်ပါတဲ့ကျိန်စာတွေရေးထားတယ်လို့သိရပါတယ်။လက်ရှိမင်းကြီးဟာနာမကျန်းဖြစ်နေပြီးသူ့ရဲ့ကျန်းမာရေးဟာနေ့စဉ်ဆုတ်ယုတ်လာနေပါတယ်။နန်းတွင်းကဆရာဝန်တွေတောင်အကြောင်းရင်းကိုမသိကြပါဘူး။မေခမီဟာဒီအဖြစ်အပျက်တွေနဲ့သက်ဆိုင်တဲ့သဲလွန်စတွေကိုစုစည်းပြီးနန်းတွင်းကလူယုံတော်ဦးဆွေလှနဲ့ပူးပေါင်းကအပြေရှာဖို့စ조사ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာမိဖုရားစုမြတ်ဟာမင်းကြီးကိုအစိတ်ခတ်ဖို့စ조사ခဲ့ပြီးမင်းကြီးရဲ့ညီတော်စောလူကသူမကိုလျှို့ဝှက်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့အမှန်တရားကိုရှာဖွေတွေ့ရှိလိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစောလူဟာသူတို့နှစ်ဦးကိုတပ်ဖြတ်ဖို့လူဆိုးတွေကိုစေလွတ်လိုက်ပါတယ်။မေခမီနဲ့ဦးဆွေလှဟာနန်းတော်အတွင်းကလျှို့ဝှက်တဲ့မြေအောက်လမ်းကြောင်းကိုအသုံးပြုပြီးထွက်ပြေးကြရပါတော့တယ်။မေခမီနဲ့ဦးဆွေလာတို့သည်နန်းတော်အောက်ရှိရှေးဟောင်းမြေအောင်လမ်းကြောင်းအတိုင်းထွက်ပြေးနေစဉ်လမ်းခုလက်တွင်ထူးဆန်းသောအရေးလှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရပါသည်မိအိမ်မုံရောင်ကြီးအောက်တွင်စုမြတ်ဤနောက်ဆုံးစာဟုရေးထားသောရွှေဘဲချက်တစ်ချက်ကိုတွေ့ရှိလိုက်ပါတယ်စာတွင်ငါချစ်သူငါတေခံနီးမှသိရတာကငါညီငယ်စောလူဟာတင့်ကိုတက်ဖို့ငါကိုအသုံးချခဲ့တာပါသူ့လက်ထဲကအရွှေနဂါးပတိကိုရှောင်ပါအဲ့ဒါဟာစာကုံမဖက်ရသေးမီလမ်းကြောင်းတစ်လျှောက်မိခိုးများထွက်လာပြီးနန်းတော်ဆောင်များ၏အတန်များကြားလာရသည်ရွှေပြည်ကြီး၏ရှေးရိုးစကားအရာရွှေနဂါးပတိကိုဆွဲကင်သူသည်မင်းမျိုးတော်စဉ်ကိုချုပ်ကင်နိုင်သည်ဟုဦးဆွေလှကမေခမီကိုရှင်းပြလိုက်သည်စောလူသည်မိဖုရားစုမြတ်ကိုအစိတ်ဖြင့်တက်ပြီးသူမ၏လက်မှပတိကိုခိုးယူခဲ့ပြီးယခုအခါထိုပတိအားမင်းကြီး၏အိယာဘေးတွင်ချိတ်ဆွဲထားပြီးမင်းကြီး၏အသက်ကိုတဖြည်းဖြည်းဆုပ်ယူနေပါသည်ထိုပတိကိုမဖျက်ဆီးနိုင်ပါက3 ရက်အတွင်းမင်းကြီးကွယ်လွန်ပါမည်သူတို့သည်နန်းတော်သို့ပြန်ဝင်ရန်ဆုံးဖြတ်ကြသည်မေခမီသည်ဥယျာဉ်မှူးသမီးအဖြစ်ဟန်ဆောင်ကာနန်းတွင်သို့ပြန်ဝင်ခဲ့ပါသည်ဤဆွေလာကစောလူ၏အာယုံဖြေဖို့မိအိမ်တိုက်ခိုက်မှုဖန်တီးသည်မေခမီသည်မင်းကြီး၏အိတ်ခမ်းသို့ရောက်သောအခါရွှေနဂါးပတိမှသွေးနီမိုင်းများထွက်နေသည်ကိုတွေးလိုက်ရပါသည်သူမသည်ပတိကိုရေချိုးကန်ထဲသို့ပစ်ချလိုက်တဲ့အချိန်တွင်စောလူသည်ပြေးဝင်လာပါသည်ရွှေနဂါးပတိမှပောက်ကွဲသွားပြီးအလင်းတန်းကြီးထွက်ကာနန်းတော်တစ်ခုလုံးလှုပ်ခတ်သွားလေတော့သည်စောလူသည်ပတိဤတန်ခိုးကိုသူကိုယ်တိုင်အလွဲသုံးစားလုပ်မိသောကြောင့်မျက်နာတွင်အသက်အရွယ်ကြီးရင်သွားသည့်အမဲဆက်များပေါ်လာသည်ထို့နောက်မင်းကြီးသည်ပြန်လည်နာလန်ထူလာပါသည်စောလူကိုလည်းနန်းတော်မှမောင်းထုတ်လိုက်ပါသည်မေခမီသည်နန်းတော်၏လျှို့ဝှက်ချက်များကိုဖော်ထုတ်ခဲ့သည့်အတွက်နန်းတွင်သူရဲကောင်းအဖြစ်ဆုလက်များချီးမြှင့်ခံရပြီးမင်းကြီး၏လူယုံတော်အဖြစ်ခန့်အပ်လိုက်ပါတော့သည်